ပြီးလို့ရှိရင်ဇမ်ပြီးရွာမှာလာတယ်drone တွေနဲ့လာချတယ်အဲ့ဒီမှာဆိုလို့ရှိရင်ရွာသားတွေနေတဲ့နေရာမှာအပေါ်စစ်ဘီရှောင်တွေနေတဲ့နေရာမှာလဲသူတို့ drone တွေနဲ့လာချတယ်အရှက်မရှိဘူးလားသူများရှိမှလားပြီးတော့အဲ့ဒီမှာစကားဆရှိလို့လားလိန်ညာပြီးတော့ဟာ NUG အစိုးရရှိမှလိန်ညာပြီးတော့ကြည်ခါမျိုးကိုတင်းပိုက်လိုက်ပြီဆိုတာမင်းတို့မရှက်ဘူးလားအရှက်တရားမရှိဘူးလားရှက်တပ်ဘူးဖို့တော့ကောင်းတယ်နော်ဒီကျမ်းစာအုပ်ကိုဂိုင်းတယ်ဆိုပြီးတော့ခရစ်ယာန်တွေမဟုတ်ဘူးလားမင်းတို့ကအရှက်မရှိကြဘူးလားဖယားရှိတယ်နော်ဘာလို့မညာနေတာလဲစကားစတွေမင်းတို့တိုက်လို့ကြည်ခါကနေထွက်သွားတာမဟုတ်ဘူးသူဟာနဲ့သူထွက်သွားတာလိန်ညာဟန်ဆောင်ပြီးတော့ကြည်ခါမျိုးကိုတင်းပိုက်လိုက်တယ်ဆိုပြီးတော့မီဒီယာတွေမှာပြောတယ်အရှက်မရှိကြဘူးလားဇုံကျမပြောမယ်ကျမတို့စုံမီဇက်သားတွေစကားစနဲ့လည်းမပေါင်းပါဘူးမင်းတို့ပြောဆွဆွဲတယ်လို့မပေါင်းပါဘူးစကားစတွေကကျမတို့တောင်ပေါ်မှာရှိတဲ့လက်ဝါးကားတွေဖြုတ်ထားတယ် CNF မင်းတို့ဖြုတ်ထားတာကိုသိလားကျမတို့နှလုံးသားကိုဖြုတ်ထားတာ CNF ကဘာမကြည့်ဘူးမှတ်ထားဘာလို့လဲဆိုတော့ဖယားတခင်ကလည်းမင်းတို့ချိန်ဆဲမှာစမ်းစာမှာလည်းရှိတယ်ခုအိမ်နီးနာချင်းရဲ့ဒီမှာအိမ်နီးချင်းရဲ့မိမှတ်တိုင်ကိုရွှေ့တော်သူဒီအမင်္ဂလာရှိတည်းတဲ့နင်တို့နေမီကိုကျူးကျော်ခြင်းတယ်စကားစအာနာသိမ့်တာမှန်တယ်လေအာနာသိမ့်တာမှန်တယ်တပြည်နယ်လုံးတနိုင်ငံလုံးမှာအာနာသိမ့်တယ်လေတနိုင်ငံလုံးမှာစစ်ကောင်စီကိုတော်လှန်ကြတယ်လို့ပြောတယ်လေစစ်ကောင်စီကိုတွားတိုက်လေဘာလို့စစ်ကောင်စီမရှိတဲ့နေရာမှာတမင်တကာလာပြီးတော့ကျမတို့ဇုံမီတွေကိုနိုင်ထစင်းနေပြီးတော့လုံနေတာလေအဲ့ဒီထဲမှာပြောမယ် CNF နဲ့အပေါင်းအပါတွေထဲမှာအများကြီးရှိတဲ့အဖွဲ့ရတွေမရှက်ကြဘူးလား CNF တွေတက်လို့တည်တဲ့လူတွေကအခု CNF တွေနဲ့မပေါင်းကြပါနဲ့ကြီးစုပြု၍အမင်္ဂလာတက်ရောက်မယ်ကျမကျန်းစာတိုင်းပဲပြောတာဘယ်မှဘယ်နိုင်ငံကြီးရှုတောင်းကနေမပြောဘူးအဲ့ဒီထဲမှာ KIA ကလည်းလာပြီးတော့ပြောတယ်လာစစ်ကူရဲတဲ့ KIA ကျမတို့ KIA အတွက်အများအားစုတောင်းပြီးတဲ့ချင်းလူဇုံမီတွေပါစုတောင်းပြီးတဲ့ KIA နိုင်ဖို့ရတဲ့အတွက် BN တွေကင်းဖို့ရတဲ့အတွက်ကျမတို့စုတောင်းပြီးနေတယ်တိုက်တိုင်းအောင်နိုင်ဖို့လဲကျမတို့စုတောင်းပြီးခဲ့တယ်အခုဒီတိုင်းရင်သားတွေရဲ့ထဲမှာအဖနီယာကဲတော့နီယာယူတဲ့အချိန်မှာကျမတို့ချင်းပြည်နယ်မှာလာပြီးတော့အချင်းချင်းကုန်းမှာတိုက်ကြပါနဲ့ CNF တွေကိုခင်ဗျားတို့ပေးထားတဲ့လက်နက်တွေကပြည်သူတွေကိုလာတတ်တာ CNF ကသူတို့စကားကိုတော်လန်တာမဟုတ်ဘူးပြည်သူတွေကိုလာတတ်တာရွာမှာကျွဲတွေတတ်တာနွားတွေတတ်တာရွာသားတယောက်ဆိုလို့ရှိရင်သူ Facebook ဘုတ်မှာ post ထားတာဘယ်လောက်တနာစရာကောင်းလဲ CNF တွေမင်းတို့တော်တော်လေးနဲ့အဲ့လောက်ကောင်းမယ်ထင်တယ်နော်ငါတို့ရွာမှာခတ်ထားတဲ့အိမ်တွေဖောက်ထွင်းတဲ့အချိန်မှာနည်းနည်းတော့ခက်မယ်ထင်တယ်နော်အဲ့ကြီးရောကောင်းကြလားငါတို့ကတောထဲမှာနင်တို့အတွက်ငါတို့ဥအိမ်တွေကိုစွန့်ပြီးတော့နေရတယ်အစင်ပြီးတလူအိမ်နိုင်ပါတယ်ဆိုပြီးတော့သူ့ရဲ့ Facebook ထဲမှာတင်တယ်အဲ့ဒီရွာမှာစကားစမရှိပါဘူးတမင်တကာလာပြီးတော့လာအဲ့လိုလာဖြစ်စီတာဘာသဘောလဲကျေးဇူးပြုရဲ့ KIA လူချင်းမြင့်ရှင်ကျမတို့ချင်းပြည်နယ်မှာလူမျိုးရဲ့အချင်းချင်းတိုက်ခိုက်ဖို့ရတဲ့ CNF တခုထဲကိုအားမပေးကြပါနဲ့လက်နဲ့လည်းမယောင်းပေးကြပါနဲ့ချင်းပြည်နယ်ကိုစားပြုတ်ဖို့ရတဲ့အတွက်လည်းကျမတို့သူတို့ကိုမှအတိအမှတ်မပြုခဲ့ပါဘူးကျမတို့အမျိုးသမီးတွေလည်းပြောရေးဆိုခွင့်ရှိပါတယ်ကျန်းစာနဲ့လည်းမကိုက်ညီပါဘူးခရီးရန်အချင်းချင်းအဲ့လိုနေကြော်ပြီးတော့လာနေတာအမင်္ဂလာတက်မယ်နော်အမင်္ဂလာတက်မယ်ကျမပြောတာမကျန်းစာထဲမှာရှိတယ်ဘာဖြစ်လို့သူမြတ်နယ်မီကိုလာရွှေ့ချင်တာလဲသူမြတ်နယ်နေမိတ်ကိုလာရွှေ့ချင်တာလဲကျမတို့ဇုံမီတွေဇက်သားတွေနေတဲ့နေရာ CNF တွေကပြီးတဲ့နေရာမဟုတ်ဘူးဘူးဘွားပိုင်နယ်မီမှာကျမတို့နေတာဇုံမီတွေကသူတို့ဖန်ဆင်းတဲ့လူမဟုတ်ဘူးဖယားကိုကြော်ပြီးတော့အဲ့လိုစကားတွေပြောပြီးတော့မာနတက်နေတာအမြန်ဆုံးကြဆုံးဖို့အဲ့ဒါအဓိကပဲ CNF ဘာဖြစ်လဲဆိုလိန်တယ်ညာတယ် NGO ကိုညာတယ်တတိုင်းပြည်နယ်လုံးတတိုင်းပြည်ကိုလည်းသူညာထားတယ်ဘာလဲဆိုကြည်ခါမှာစကားစကိုတင်းလိုက်တယ်ကြည်ခါမြို့ကြီးကိုစူးလောက်လှုပ်တယ် CNF တွေကတင်းပိုက်တယ်အရှက်မရှိကြဘူးလားပြည်သူတွေကိုလိန်တာအဲ့ဒါစကားစနဲ့မြို့တော့ဘာထူးတယ်လဲကဲစစ်တပ်ဆိုရကိုပြုတ်ပြီးတော့ NGO တက်ပြီးတော့မင်းတို့ကချင်းပြည်နယ်မှာစကားစထက်
ချင်းစကားစတဲ့မင်းတို့ပူရုပ်မာတယ်မရှက်ဘူးလားကျမတို့ဇုံမီတွေနော်စစ်သားတွေတတ်တာထက် CNF အကြမ်းဖက်သမားတွေတတ်တာလို့များတယ်ကျမ NCA စာချုပ်မှာလည်းလက်မှတ်ထိုးတယ်မင်းတို့မရှက်ဘူးလားကျမတို့ဇက်တာတွေကဘယ်တော့က NCA မှာလက်မှတ်ထိုးထားတယ်စကားစနဲ့ပေါင်းတယ်နေချဆုံးတတ်တယ်နေချဆုံးတတ်တွေဒလန်တွေလာတည်တယ်ဘာတဲ့ဆွဲအောင်မလဲကျမတို့ဇုံမီတွေကလာပြီးတော့ဟာခါမှာမင်းတို့လာတတ်တာတယောက်မှမတတ်ခဲ့ဘူးလာပြီးတော့ကျမတို့စီမှာတောင်းကြတယ်မှတ်ထားကျမတို့လည်းငင်ခံမှာမဟုတ်ဘူးပြန်ကိုတိုက်ရမယ်အဲ့ဒါကဘာမကြည့်နိုင်ဘူးကဘာမကြည့်ဘူးဖယားတခင်ကကျမတို့ဖက်မှာပါမယ်တရားတဲ့စစ်ပွဲဖြစ်တယ်ကျမတို့အတွက်ဘာလို့လဲဆိုတော့ဖယားကကျမတို့ဖက်မှာနေမှာတိုက်ပြီးမှကဖယားရှုံးရမှာကမင်းတို့ဘာလဲဆိုတော့တမာတရားနဲ့လည်းမနီးအမှန်တရားလည်းမပြောလိန်ညာလက်ပြအဲ့ဒါစာသားရဲ့နောက်လိုက်တွေပြောရင်တော့ပြောရင်တော့ခရိယန်မရှက်ဘူးလားပြီးလို့ရှင်တော့ပြောသေးတယ်အဲ့ဒီချင်းဖက်ကအမျိုးသမီးတွေမှတ်ထားစာရှောင်ပြီးတော့စုတောင်းနေတယ်ဖျားเจ้าမှာဇုံမီးတွေကိုနိုင်ဖို့ဇုံမီးတွေရမြင့်တို့ဘယ်တော့ကအဲ့လိုစစ်တိုက်ဖို့တလဲဘာဖြစ်လို့ကျမတို့နိုင်ကျမတို့အတွက်အဲ့လိုစုတောင်းတလဲကျမတို့ကိုနိုင်ဖို့ရတော့စုတောင်းဖို့လူတလားဖယားတခင်ကအဲ့လိုမမာထားပါဘူးနော်ချင်းဘပ်တစ်တွေကောင်းမှတ်ထားလိုက်ကောင်းမှတ်ထားဇုံမီးတွေနိုင်ဖို့အတွက်စုမတောင်းနဲ့မင်းတို့သားသမီးတွေဇုံကံမှာမတီးဖို့ရန်တာစုတောင်းမြန်ခေါ်သွားလိုက်ချစ်လို့ရှိရင်ဖယားတခင်ကမင်းတို့ဒါခတ်မှာမယုံရင်ကြည့်နေသူများနိုင်ငံမှာသူများနယ်မြေမှာကိုသားသမီးကိုစီလွတ်ပြီးတော့ကျမတို့ကဟာခါရီရဲ့ပေါ်မှာဘယ်လောက်ထိရုပ်မှာခဲလို့လဲဘယ်နှစ်ယောက်ကိုလာတတ်ခဲလို့လဲရဲဆက်နဲ့အဲ့ဒါကိုစုတောင်းတည်တယ်ဖယားကမှန်တဲ့ဖယားတဲ့စစ်မှန်တဲ့ဖယားဖြစ်တယ်တရားထပ်င်းစီရင်တဲ့ဖယားဖြစ်တယ်မင်းတို့ကြိုက်တယ်လို့ဖယားကိုနော်ဆွဲလို့မရဘူးခေါ်သွားလို့မရဘူးအပေါ်ကနေလူတယောက်ရဲ့ဘယ်လူလောက်တလဲဆိုတာစိတ်နှလုံးကိုအတွင်းထိကိုတည်တဲ့ဖယားကမင်းတို့ကိုဒီတိုင်းနဲ့ထားမှာမဟုတ်ဘူးခဏလေးတာအနိုင်ရရင်ရမယ်ဒါမဲ့မင်းတို့ကပျက်စီးမယ်မင်းတို့တတ်ခဲ့တာတွေအများကြီးပဲသုံးဆောင်ရွာမှာကျမဦးလေးကိုဘယ်လိုတတ်ခဲ့တယ်လဲအဲ့ဒါကျမရဲ့ဦးလေးကျမရဲ့ဒါခါရွာမှာနေတော့ကကျမအိမ်ပေါ်ကအဲ့ဒီတယောက်သူကအဲ့ဒီတယောက်လဲလက်နဲ့ကင်တာမဟုတ်ဘူးခေါ်ပြီးတော့တင်ချိုင်ကုန်းမနားမှာတတ်တာကျမအခုထိတိနေတယ်မင်းတို့မရှက်ဘူးလားလက်နဲ့အပြစ်မဲ့ပြီးသူတွေတတ်တယ်ကဘာဦးတော့ချပြတယ်ငါသူတို့ကအဆူရကိုတိုက်တယ်ပါညာဘယ်ဟုတ်မလဲနိုင်ချင်းတယ်ဆိုလို့ရှင်ကိုနေရာမှာကိုနေ ECC နဲ့နေဖယားတခင်စီမှာကောင်းစုတောင်းအပြစ်ကိုဝင်ချတောင်းပန်ခရိယာနဲ့ချင်းဘာလို့အလူနာနိုင်ထက်လုံးတာလဲဖယားရှိတယ်နော်ဖယားရှိတယ်ဖယားတခင်ရှိတယ်စေဖို့တဖူးနဲ့လူတပ်ဖို့ drone တွေဝယ်ပြီးတယ်ဟာလားနင်တို့ကဇုံမီးတွေကိုနင်တို့ဖန်ဆင်းတာလားဇုံကောင်ကိုနင်တို့ကဖန်ဆင်းတာလားဖယားထက်ကြော်လွန်ပြီးတော့ဖယားကိုကြော်ချင်တာစာရန်နဲ့အတူတူပဲစာရန်ရဲ့နောက်လိုက်ပဲစာရန်ဘာလို့လောကထဲမှာဖယားတခင်ကဆွဲချတာလဲဖယားထက်ငါဆိုတဲ့အတ္တကြောင့်ဆွဲချခြင်းခံတာနောက်ဆုံးတော့ငရဲရောက်မဲ့လူတွေငါဆိုတဲ့အတ္တဟာခါဆိုတဲ့အတ္တ CNF ဆိုတဲ့အတ္တအဲ့ဒါငရဲရောက်အောင်ပူရမဲ့အတ္တမျိုးစာရန်ကမင်းတို့နှလုံးသားထဲမှာထည့်ပြီးတာဆိုတော့မင်းတို့ဘယ်လောက်ပဲဆယ်ဖို့တဖို့နဲ့ထောက်ပံဖယားမင်းတို့ကောင်းကြည့်ပြီးမှမဟုတ်ဘူးဒီထက်ပိုပြီးတော့ဆိုးရွားအောင်မှာအချင်းမှာကွဲပြားပါစီအကုန် CNF တွေအကုန်လုံးချင်းကွဲပြားပါစီ KIA လဲကျွန်မတောင်းပန်ပါတယ် CNF နဲ့ပေါင်းပြီးတော့ဇုံမီးတွေကိုမှတ်တိုက်ပါနဲ့ကျွန်မတို့ KIA မှာလာပြီးတော့လဲကျွန်မတို့ဘာမှအပြစ်မလုပ်ခဲ့ပါဘူးအကယ်၍ CNF နဲ့ပေါင်းပြီးတော့ KIA တက်လာခဲ့ရင်ကျမတို့ဇုံမီးတွေကနေကိုတတ်နိုင်တလောက်ပြန်ပြီးတော့တုံ့ပြန်တဲ့ချိန်မှာ KIA တယောက်တည်ရင်လဲဇုံမီးတွေကိုတတ်လို့တည်တယ်လို့အဆူးမပြောပါနဲ့ကျမတို့နိုင်ငံကျမတို့နယ်မြေကိုကာကွယ်ဖို့ရန်အတွက်ကျမတို့ကတော့အစင်သင်ဖြစ်နေတယ်ကျမတို့ပြန်လာမှာပါအခုတော့စုပ်ပြီးတဲ့သဘောမှရှိတယ်ဒါမဲ့ဖယားတခင်ကျမတို့နဲ့ရှိတယ်
ရှင်တို့ထက်တာလွန်တဲ့ဖယားကျမတို့မှာရှိတယ်ကျမတို့ဒီ live ကိုကျမတို့ဒီလောက်ပဲဆုံးသတ်မယ်နောက်အခါကျမတို့ဇုံမီးအမျိုးသမီးတွေလည်းဒီတိုင်းနဲ့ငိမ်မှာမဟုတ်ဘူးဇူအန်အိုအထိကျမတို့ပြောနိုင်တဲ့လောက်ကျမတို့အစွမ်းရှိတဲ့လောက်တဲ့အုတ်တစ်ချက်တဲ့ပွင့်ပမှာကျမတို့ရဲ့နေမီကိုကာကွယ်ဖို့ရန်အတွက်ဘူးဘွားနေမီကကာကွယ်ဖို့ရန်အတွက်ကျမတို့ရဲ့ identity ကိုကာကွယ်ဖို့ရန်အတွက်ကျမတို့တီးတဲ့လောက်မှတ်တဲ့လောက်နဲ့ကျမတို့တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်ကျမအဲ့ဒါပဲပြောချင်တယ်